အပိုင်းလေးမှာတော့လူမှုနယ်ပယ်မှာပြောင်းလဲမှုတွေဖြစ်လာပြီးမှာတော့ခါရုယာကူတာအဖွဲ့လည်းရက်တီဖို့အတွက်ခက်လာပါတယ်။အဲ့ဒါကြောင့်သူတို့ရှေ့ဆက်ရက်တီဖို့တခုခုပြောင်းလဲပေးရမယ်လို့ကိုရီချီမာနဲ့ဆာကာကိုပြောပါတယ်။ကိုရီချီမာနဲ့ဆာကာကတော့သူတို့ကိုဘာလို့ဒီကိုခေါ်လိုက်တာလဲဆိုတာကိုတူတူလေးပြောနေတာကြောင့်ခါရာကသူပြောတာကိုတခြားနောက်တော့ဘို့ကိုအမေပေးလိုက်ပါတယ်။ပြီးတော့ဆိုရှယ်မှာကွန်တန့်တွေဖန်တီးပြီးအဲ့ဒီကရလာတဲ့အကျိုးမြတ်တွေကများတယ်လို့သိရတယ်။အဲ့ဒါမင်းတို့သိလားခါရာကအဲ့လိုပြောတော့ကိုရီချီမာလည်းနည်းနည်းတော့ကြားဖို့ရဆိုပြီးတော့ကျောင်းတော်ပုံစံလုံးနေပါတယ်။ဆာကလည်းသူလည်းဒီဘိုင်းကိုသိပေမဲ့အရင်ကြီးတော့မကျွမ်းဘူးလို့ပြောလိုက်ကကိုရီချီမာကတော့ဆာကသူ့ထက်ပိုပြီးတော့ဆိုရှယ်ဘိုင်းကိုကျွမ်းနေဆိုပြီးတော့ပြုံးစီစီဖြစ်နေပါတယ်။ဆာကတော့သူ့ကိုကျင်းလိုက်တဲ့ကိုရီချီမာကိုတင်းနေပါတယ်။ခါရာကတော့သူ့ရဲ့ဆက်ရောက်တော့ပြတဲ့ကိုရီချီမာနဲ့ဆာကကိုပဲအဲ့ဒါတွေကိုလောက်ခိုင်းမယ်လို့ပြောလိုက်ကသူတို့ယာကူတာကိုင်းကအခုလိုလောက်တာကိုတခြားသူတွေတီးလို့မရဘူးဆိုပြီးလည်းပြောလိုက်ကအဲ့ဒီလောက်ဝက်ချက်ကိုဖုံးကွယ်ထားရမယ်လို့တတိပေးလိုက်ပါတယ်။အဲ့ဒါကိုကိုရီချီမာနဲ့ဆာကလည်းလက်ခံလိုက်ပါတယ်။ဆာကူလေးကတော့ကျောင်းသားတော်မှာဖြစ်ပြီးကိုရီချီမာကိုမတွေ့တာကြောင့်လှမ်းခေါ်နေပါတယ်ဒီလိုနဲ့ကိုရီချီမာနဲ့ဆာကလည်းကျောင်းကိုသွားနေခဲ့ကအရင်လိုစကားမျိုးပဲမှိုင်နေတဲ့ကိုရီချီမာကိုကြည့်ပြီးတော့ဆာကူလေးကသူ့ကိုဒီမှာပဲထားခဲ့ပြီးပြန်လို့ရတဲ့ဆိုကသူ့ဘာသာသူဆက်သွားလိုက်မယ်လို့ပြောပြီးတော့ထွက်သွားခဲ့ပါတယ်ကိုရီချီမာကတော့စိတ်ဆိုးသွားတာလားလို့ဆာကူလေးကိုမေးနေတာကြောင့်ဆာကူလေးကကိုရီချီမာတခုခုဖြစ်နေတာလားဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒါကြောင့်ကိုရီချီမာလည်းသူ့အတွင်းလွန်သွားလို့ဆာကူလေးကိုတောင်းမယ်ပြီးအတူတူဆက်သွားကြမယ်လို့ပြောလိုက်ပါတယ်ကိုရီချီမာကသူ့ရဲ့ခေါင်းဆောင်ခိုင်းထားတဲ့ဆိုရှယ်မှာကွန်တန့်လုပ်ဖို့ကိစ္စနဲ့ပတ်သက်ပြီးတော့ခေါင်းရှုံးနေတာကြောင့်မှိုက်တိုင်ဖြစ်နေပါတယ်ဒီလိုနဲ့ကိုရီချီမာကဆာကာကိုကွန်တန့်ဆိုတာကဘာကြီးလဲလို့မေးလိုက်ကဗီဒီယိုတွေဖန်တီးပြီးအဲ့ဒီဗီဒီယိုကိုကြည့်တဲ့သူများရင်ပတ်စံတွေအများကြီးရတယ်လို့ကိုရီချီမာလည်းသူတို့ရဲ့အလုပ်တွေကိုလူတို့ကိုချပြလိုက်ရင်ပိုကောင်းမလားဆိုပြီးတော့ဆာကာကိုအကြံပေးနေတာကြောင့်ဒီစားလုံးဝမဖြစ်နိုင်တဲ့အရာဆိုပြီးတော့ဆာကာကပြောလိုက်ကခေါင်းဆောင်သည့်အစဲခံရမယ်ဆိုပြီးလဲပြောပါတယ်အဲ့ဒါကြောင့်ဒါဆိုဘယ်လိုလုပ်ကြမယ်ဆိုပြီးတော့သူရဲ့တငယ်ချင်းဆာကာကိုမေးတာကြောင့်ဆာကာကမျက်နှာမပြပဲလုပ်လို့ရတဲ့ကွန်တန့်တွေအများကြီးရှိတယ်လို့ပြောလိုက်ကတချို့ဆိုသူတို့ရဲ့မျက်နှာကိုခင်းသားတွေဖြတ်ပြီးတင်ကြတယ်လို့ရှင်းပြလိုက်ပါတယ်ကိုရီချီမာကတော့သူကဘာမှမသိတာကြောင့်ဆာကာကိုပဲဥဆောင်ပြီးလုပ်ဖို့ကိုပြောလိုက်ကမင်းလည်းမင်းရဲ့မျက်နှာကိုဘယ်သူမှမသိအောင်မျက်နှာပုံးဆွတ်ထားလို့ရတယ်လို့ကိုရီချီမာကိုပြောလိုက်ပါတယ်။ထပ်ပြီးတော့လည်းဆာကဗီဒီယိုတကူရဖို့ကအလောက်မလွယ်ဘူးလို့ပြောလိုက်ကကင်မရာစတင်ကိုအရင်ဆုံးချိန်ရတယ်ဆိုပြီးတော့ပြောပြပါတယ်။ကိုရီချီမာကတော့ဆာကပြောတာတွေကိုနားမထောင်ပဲအိပ်ပျော်သွားပါတယ်။အိပ်ပျော်နေတဲ့ကိုရီချီမာကိုဆာကလည်းနိုလိုက်ကသူတို့နှစ်ယောက်ဗီဒီယိုအတူတူရိုက်ဖို့အတွက်မျက်နှာပုံးတက်ထားဖို့အတွက်မျက်နှာပုံးတစ်ခုကိုပေးလိုက်ပါတယ်။ဒီလိုနဲ့ကိုရီချီမာလည်းမျက်နှာပုံးဆွတ်ပြီးတော့ကင်မရာရှေ့ကိုသွားလိုက်ကအားလုံးပဲတွေ့ရတာဝမ်းသာပါတယ်။ကျွန်တော်နာမည်ကတော့အိုင်လန်ပါ။ရာဂူတာအဖိုးဝင်တယောက်လည်းဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်ကိုကြောက်ဖို့မလိုပါဘူးအားလုံးပဲပေါ့ပေါ့ပါနဲ့နေပါဒီလိုပြောပြီးကိုရီချီမာကအားလုံးကိုလိုက်လွှင့်ပြီးတော့သူရဲ့တနေ့တာမှာလုပ်တဲ့အကြောင်းတွေကိုပြောပြလိုက်ပါတယ်အဲ့ဒီလိုက်ထဲမှာတော့ကိုရီချီမာကတနက်တလက်ကိုကိုင်ပြီးတော့သူရဲ့တနေ့တာမှာ DBC ကအရေးကြီးဆုံးလို့ပြောလိုက်ကဒုတိယအရေးကြီးတာကတော့ဒါလေးဆိုပြီးတော့ဓာတ်ကိုပြလိုက်ပါတယ်ဒီလိုနဲ့ညရတော့ဆာဂါနဲ့အတူတူရိုက်ထားတဲ့ဗီဒီယိုကိုကိုရီချီမာလည်းကြည့်နေခဲ့ကအရင်ဆုံးတစ်ပေါက်လောက်ပဲတင်မယ်ဆိုပြီးတော့ဆာဂါနဲ့တိုက်မိနေပါတယ်မနေ့ကတော့ကိုရီချီမာတို့ရိုက်ထားတဲ့ဗီဒီယိုက YouTube မှာ1 million view ပေါက်သွားတာကြောင့်ဆာကလည်းဝမ်ဒါအာယာနဲ့ဂရီချီမာကိုလာပြောပါတယ်ဂရီချီမာကတော့သူတို့ဆိုတာကိုအခြားသူတွေမသိဘူးလားလို့မေးတာကြောင့်အချို့ခန်းတွေကိုဝါထားတာကြောင့်သူတို့ဆိုတာကိုသိရသူမရှိဘူးဆိုပြီးလဲဆာကပြောပါတယ်ဂရီချီမာလည်းသူတို့ရိုက်ထားတဲ့ဗီဒီယိုကိုသိချကြည့်တော့သူ့ရဲ့အတန်ကအတော်လေးကိုဆိုးတာပဲဆိုပြီးတော့စိတ်တက်ကြနေပါတယ်ဆာကလည်းအဲ့ဒီစိတ်ပြည့်စရာကောင်းတဲ့အတန်လေးကပဲကလေးတွေပိုကြကြတယ်ဆိုပြီးတော့နောက်ဗီဒီယိုအတွက်အကြံဉာဏ်တွေထုတ်နေပါတယ်နောက်တဲ့ဗီဒီယိုကိုဆာကလည်းမကြခင်ရိုက်တော့မယ်လို့ပြောလိုက်ကဂရီချီမာလည်းထပ်ပြီးတော့ရိုက်ရမှာကြောင့်ယူကြည့်နေပါတယ်အခြားတစ်ပတ်မှာတော့ဆာကဂရီချီမာကိုမတွေ့တာကြောင့်လိုက်ရှာနေခဲ့ပြီးဂရီချီမာကတော့ဆာကနဲ့အတူ PC ပုံတွေကိုတည်ပြီးတော့ဗီဒီယိုရိုက်ဖို့အတွက်ပြင်ဆင်နေပါတယ်ဒီကဗီဒီယိုမှာတော့တာကိုရီနဲ့ကရုံးလေးကိုရီချီမာနဲ့အတူမျက်နှာဖုံးစွပ်ပြီးတော့ကင်မရာရှိကိုရောက်လာပါတယ်ကင်မရာရှိမှာဘာမှမပြောဘဲညင်နေတာကြောင့်ကိုရီချီမာလည်းကတ်တိုးလေးတစ်ခုခုပြောခိုင်းနေပါတယ်အဲ့ဒါကြောင့်တာကိုရီနဲ့ကရုံးကကျွန်တော်တို့ကတင်းကယ်ရီပဲဖြစ်ပါတယ်အခုကကမ္ဘာအဆက်ဆုံးဟင်းပွဲကိုစားပြမဲ့လိုက်လေးပဲဖြစ်ပါတယ်ခဏကြာတော့အဆက်မစားတဲ့တာကိုရီနဲ့ကရုံးလေးကမ္ဘာအဆက်ဆုံးဟင်းပွဲကိုစားပြီးတော့သူတို့ရဲ့6လောက်နဲ့6ကိုမိုးပေါ်ထောင်ပြီးတော့អော်နေပါတယ်ဒါပေမဲ့ကိုရီချီမာကတော့နောက်ဆုံးမှတစုံမဲ့စားတာကြောင့်အေးအေးဆေးပဲဖြစ်ပါတယ်အခြားတစ်ပတ်မှာတော့ဆမ်မီကကိုရီချီမာလိုစားထားတဲ့ food blog ကိုကြည့်ပြီးတော့အရန်မိုက်တယ်လို့ချီးကျူးနေခဲ့ပါတယ်ဒီလိုနဲ့ကိုရီချီမာတို့အဖွဲ့ကဘလော့မျိုးစုံကိုရိုက်လာပြီးအဲ့ဒီထဲမှာလူတွေရဲ့စိတ်ဝင်စားမှုကိုရရှိလာခဲ့ပါတယ်ကိုရီချီမာတို့ကအလုပ်တွေရှုပ်နေတာဖြစ်ပြီးဆမ်မီနဲ့ဆာကူလီကလာနှုတ်ဆက်တော်တောင်တိတ်ပြီးတော့အရေးထားဖို့မရောက်ပါဘူးကျောင်းသားတော့လည်းဘာမှမပြောဘဲအိမ်ကနေနေတဲ့ကိုရီချီမာကိုဆာကူလီကကိုရီချီမာရဲ့အိတ်ချင်အိမ်ပြပြီးအိတ်ပါလာလို့ပြောလိုက်ကကိုရီချီမာလည်းသူကအေးဆေးပဲဆိုပြီးတဲ့ဆာကူလီကိုပြောနှိမ့်သိပ်ပေးလိုက်ပါတယ်ဆာတိုရီကလည်းကိုရီချီမာတို့စားပြတဲ့ food blog ကိုကြည့်ပြီးတော့တည်ရကြနေပါတယ်တပည့်ပင်းနဲ့ကိုရီချီမာတို့အဖွဲ့ရဲ့ဗီဒီယိုတွေကနိုင်ငံနဲ့ပေါက်သွားတာကြောင့်လူတိုင်းကသူတို့မျက်နှာကိုအရင်သိချင်နေကြပါတယ်တချို့ဆိုအကောင်းသားကြော်ညာတွေအပ်ဖို့ဘလို့တော့ဆက်သွယ်ရမလဲဆိုတော့မသိဖြစ်နေကြပါတယ်ဒီလိုနဲ့သူတို့ကလူတွေရိမ့်ပြီးသွားရင်ခေါင်းသားနဲ့သူတို့နာမည်ပက်သွားမယ်လို့ဆိုပါတယ်ပရမာဆုံးဗီဒီယိုမှာကိုရီချီမာကယာကူတာကဆိုပြီးတော့ပြောထားတာကြောင့်ရှော့ကြီးမယ်ထင်တယ်ဆိုပြီးတော့ဆာကာကိုပြောလိုက်တာကြောင့်အဲ့ဒီအရာကိုပြန်ပြီးပြောပေးရမယ်ဆိုပြီးတော့ဆာကာကအစီအစဉ်တစ်ခုလုပ်လိုက်ပါတယ်အဲ့ဒါကတော့ပြသတစ်ခုလုပ်ပြီးတော့သူတို့အဖွဲ့ရဲ့ပရမာဆုံးဗီဒီယိုမှာပြောခဲ့တဲ့ယာကူတာဂိုင်းကဆိုတာကအန်တန်တိတ်မဲ့ဖြစ်အောင်တက်ပြောခဲ့တယ်လို့ဆိုကယာကူတာတွေနဲ့တော့တခါမှမဆုံးဘူးလို့ဗီဒီယိုနဲ့အားလုံးသိအောင်ပြောပြနေပါတယ်နောက်တစ်နေ့ဆမ်မီကကိုရီချီမာတို့ရိုက်ထားတဲ့ဗီဒီယိုကိုလာပြပြီး
သူတို့ကအရန်ကြိုက်တယ်လို့ဆိုပြီးပြောလိုက်ကသူတို့လောက်ထားတဲ့ဗီဒီယိုတွေကအရန်ကောင်းတယ်ဆိုပြီးတော့ကိုရီကြီးမာနဲ့စာကားရဲ့ရှိမှာချီကျူးနေပါတယ်ဗီဒီယိုတွေကတနေ့တခြားပို့ပြီးတော့ view များလာတာကြောင့်အနေတွေကသူတို့ရဲ့လက်တကယ်မှာရှိတယ်ဆိုပြီးကိုရီကြီးမာကစာကားကိုပြောနေပါတယ်အဲ့ဒါကြောင့်သူတို့ရဲ့ channel ကဗီဒီယိုတွေကိုဖျက်ချပြီးတော့ social မှာသူတို့ရဲ့ channel ကိုလုံးဝပျောက်ကွယ်တောင်းလုပ်လိုက်ပါတယ်အခြားတစ်ပတ်မှာတော့သူတို့ရဲ့ဗီဒီယိုတွေကိုစောင့်မျှော်နေတဲ့ fan တွေကဝမ်းနေကြပါတယ်နေ့ရက်ရောက်လာတော့ခါရာကကိုရီဂျီမာတို့နှစ်ယောက်ကိုတွေးဖို့ခေါ်လိုက်ပါတယ်ဝဲတော့ခါရာကကိုရီဂျီမာတို့နှစ်ယောက်ကပရမနေကအဆင်မပြေတာကြောင့်မျက်နှာမပြပဲလူတွေကိုတိတ်ဆက်ရမယ့်အလုပ်ဖြစ်တဲ့တချင်းဆိုတဲ့အလုပ်ကိုလုပ်ရမယ်လို့အမိန့်ပေးလိုက်ပါတယ်ဒါကိုကြတော့ကိုရီဂျီမာနဲ့စာကလည်းအံ့ဩသွားပါတယ်ခါရာကတော့သူ့ရဲ့မိတ်ဆွေတယောက်နဲ့ကိုရီဂျီမာတို့နှစ်ယောက်တချင်းလုံးမဲ့ကိစ္စကိုတိုင်ပင်ပြီးပြီလို့ပြောလိုက်ကသူတို့ရာကူသာကိုင်းနဲ့လူတို့ကိုရင်းနှီးသွားစေမယ့်တချင်းတွေကိုသာအဓိကဆိုပေးပါလို့ပြောပါတယ်စာကနဲ့ကိုရီဂျီမာလည်းခေါင်းဆောင်ယူသွားပြီလားဆိုပြီးတော့တိုးတိုးလေးပြောနေခဲ့ကခါရာရဲ့အမိန့်တိုင်းတချင်းလုံးဖို့ဖြစ်လာပါတယ်ဒီလိုနဲ့နောက်တစ်ရက်မှာတော့ကိုရီဂျီမာတို့နှစ်ယောက်လည်း music story တစ်ခုကိုတွားလိုက်ကဟောရောက်တော့ထိုင်ရင်းနဲ့ကိုရီဂျီမာကလူတွေကိုရိုက်နှက်ပြီးလူမကြီးလုံးနေတဲ့ကောင်တွေကတချင်းဆိုရတော့မယ်ဆိုတာတကယ်ကြီးလားလို့စာကားကိုပြောနေတာကြောင့်မတတ်နိုင်ဘူးလीကွာခေါင်းဆောင်ခိုင်းတာပဲအဲ့လိုပြောပြီးခဏကြာတော့ဒီဇိုင်နာတကူကကိုရီဂျီမာတို့နှစ်ယောက်ကိုသူတို့ချုပ်ထားတဲ့ဒီဇိုင်းကိုအကြံပြုပေးဖို့ပြောလိုက်ကတင်အောင်သားလဲမိုက်တယ်ဆိုပြီးတော့အဲ့ဒီဝတ်စုံနဲ့တချင်းစုပ်ဖြစ်လာပါတယ်ဒီလိုနဲ့တချင်းစသွင်းဖို့အင်းတို့ဒီလုံးကိုနောက်ထပ်ခိုင်းပြီးအဲ့ဒီဒီလုံးလေးကတော့ကိုစိုးကြီးရဲ့တယ်လီဖုန်းဒီလုံးလေးပဲဖြစ်ပါတယ်တန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 ်ဒီလုံးကိုကြားချင်းမှာပဲကိုရီဂျီမာတို့နှစ်ယောက်လဲကြိတ်ပြီးတော့ငိုနေပါတယ်ဒါပေမဲ့ခေါင်းဆောင်ကခိုင်းလာတာဆိုတော့မငင်းဆန်ပဲတချင်းစသွင်းမှုကိုလက်ခံလိုက်ကအရင်ဆုံးတချင်းစသားတွေနဲ့ရင်းနှီးတောင်းအောင်လို့ဘနာနာကိုယ်တိုင်ရေးထားတဲ့အရှုံးအပေးနဲ့ကျိုးသားဆိုတဲ့စာသားတွေနဲ့ကိုရီဂျီမာတို့နှစ်ယောက်လဲလေးချင်းနေပါတယ်စာကာကတော့ဘနာနာရဲ့ flow တွေကအရန်ကတ်တယ်လို့ပြောလိုက်ကကိုရီဂျီမာကဒါဆိုကိုစိုးကြီးရဲ့ flow နဲ့အရင်တွေးကြည့်ကြမလားဆိုပြောလိုက်တာကြောင့်ကိုစိုးကြီးရဲ့တယ်လီဖုန်းသချင်းကို YouTube ကနေပြီးတော့ရှာပြီးတော့နားထောင်နေပါတယ်ပြီးတော့တေချာနားထောင်ပြီးကိုစိုးကြီးရဲ့ flow ကိုတေချာလေးကြည့်နေပါတယ်နောက်တစ်နေ့စာကူလေးကကျောင်းသားဖို့အတွက်အိမ်ပြင်ကိုထွက်ဖို့လုံးနေတော့မှပဲကိုရီဂျီမာကိုတွေ့ရကြောင်းသူမလည်းကျောင်းသားဖို့အတွက်ခေါ်ခြင်းပေမဲ့ကိုရီဂျီမာကအရင်လိုသူ့ကိုဂယုမဆိုင်ပဲတသိဆနေတာကြောင့်သူမလည်းကျောင်းကိုတယောက်နဲ့တောက်ဖို့အိမ်ကနေထွက်သွားခဲ့ပါတယ်ကိုရီဂျီမာလည်းသူကောင်းဆောင်ခိုင်းထားတဲ့တချင်းကိစ္စတွေနဲ့အလုံးရှုံနေတာဖြစ်ပြီးကိုစိုးကြီးရဲ့ flow တွေကလည်းလေးချင်းရတာဘနာနာတက်တောက်ခတ်နေတာကြောင့်အတော်လေးကိုပင်ပန်းနေပါတယ်ဆာကူလီကတော့ကျောင်းမှာသူ့ရဲ့မိဘတွေကသူ့ကိုဂယုမဆိုင်တဲ့အပြင်ကိုရီဂျီမာကပါသူ့ကိုတသိဆန်နေတာကြောင့်ဝမ်းနေပါတယ်ဒီလိုနဲ့ကိုရီဂျီမာနဲ့ဆာကာတို့နှစ်ယောက်ဆိုထားတဲ့ music event လေးပြီးသွားပြီးထွက်လာခဲ့က CD ချက်တွေကိုဆန္ဒတစ်ခုမှရောင်းနေပါတယ်ပထမဆုံးနေ့မှာပဲမထင်ထားလောက်ရောင်းကောင်းတဲ့ဘနာဆိုး event ကြောင့်ကိုရီဂျီမာတို့အဖွဲ့လေးလည်းထပ်ပြီးတော့အောင်မြင်မှုတွေရလာပါတယ်ဒီလိုနဲ့နိုင်ငံခြားကအဆိုတော်ပညာရှင်တွေကပါကိုရီဂျီမာတို့အဖွဲ့လေးကိုလာရောက်ဂုဏ်ပြုပြီးအကောင်းဆုံး music band တွေမှာအဆိုလေးချစ်ပေးနေရကြောင်းကိုရီဂျီမာတို့အဖွဲ့လေးလည်းအရင်ကထပ်ပို့ပြီးတော့အဆိုကောင်းလာပါတယ်ရှိုးပွဲတော်တော်များများကိုလည်းကိုရီဂျီမာတို့အဖွဲ့က80ရာခိုင်နှုန်းလောက်ဖျော်ပေးရတာဖြစ်ပြီးဘနာဆိုးသချင်းတစ်ပုဒ်ကပရိသတ်တွေတော်တော်များများရင်ထဲကိုထိသွားစေခဲ့ပါတယ်ဒီလိုနဲ့ဒူဘိုင်းကတရွေးတွေကပါဘနာဆိုးသချင်းကိုအတိမဲ့ပြုပြီးတော့ကိုရီဂျီမာတို့အဖွဲ့ကိုစပွန်ဆာပေးပါတယ်ရှိုးပွဲကတနေ့ကို6ခုလောက်ဖျော်ပေးရတာကြောင့်စာကပင်ပန်းပြီးတော့အိပ်ပျော်နေခဲ့ကကိုရီဂျီမာကတော့သူ့ရဲ့မလုံထဲမှာစာကူလေးကိုမြင်အောင်နေပါတယ်အဲ့တော့ကိုရီဂျီမာတို့အဖွဲ့လည်းနိုင်ငံတကာဖျော်ပေးပြီးတော့သူတို့ရဲ့ဂျပန်နိုင်ငံလေးကိုလေယာဉ်နဲ့ပြန်လာပါတယ်လေယာဉ်ပေါ်မှာတော့ကိုရီဂျီမာကဖိုးကြည့်နေတဲ့စာကူလေးစီကနေမက်ဆေ့တစ်ခုရောက်လာပါတယ်အဲ့ဒါကပါလဲဆိုတော့ကိုရီဂျီမာအိမ်ကိုဘယ်တော့ပြန်လာမှလဲဆိုပြီးတော့ရေးထားတာပဲဖြစ်ပါတယ်နေရာတိုင်းကသတင်းစာတွေနဲ့လူမှုဆိုရှယ်မီဒီယာပလက်ဖောင်းတွေမှာကိုရီဂျီမာတို့ရဲ့မျက်နှာဖုံးစွပ်ထားတဲ့အဖွဲ့ကအောင်မြင်မှုတစ်ခုကိုရနေတာဖြစ်ပြီးဒီတိုင်းဆိုအရင်ကားတက်ပို့ပြီးတော့အန်ရများတယ်ဆိုပြီးတော့ကိုရီဂျီမာနဲ့စာကလည်းစိုးရိမ်နေပါတယ်ဒီလိုနဲ့နောက်နေ့မနေ့အိမ်ပြန်ရောက်တော့စာကူလေးကိုအရင်ဆုံးသွားတိတ်လိုက်ကစာကူလေးကတော့သူ့ရဲ့ဘေးမှာတယောက်မှမရှိဘူးဆိုပြီးတော့ဝမ်းနေနေပါတယ်ဝမ်းနေနေတဲ့စာကူလေးရဲ့အနာကိုသွားလိုက်ကကိုရီဂျီမာကိုကြွေးရကြောင်းစာကူလေးလည်းပြောနေပါတယ်ကျွန်တော်ရဲ့ channel လေးကိုကြည့်ပြီးတော့ like and subscribe လေးတွေလုပ်ပေးပါဦးတကယ်လို့မလုပ်သွားရင်တော့ဘနာသောတခြင်းကိုကိုယ်တိုင်ဆိုပြပြီးတင်ဆက်ပေးပါမယ်အားလုံးပဲကျေးဇူးတင်ပါတယ်ဗီဒီယိုကြည့်နေတဲ့ forever FA လေးတွေအတွက်တော့မျက်ရည်နှက်ဆက်ပါပဲ